မင်္ဂလာပါမျိုးတို့ရေကျမမှာဘုဒ္ဓမဟာသေးပါရှင်ဒီနေ့နောက်26ခုနှစ်3လပိုင်းတည့်ရက်နေ့ဖြစ်ပါတယ်ဒီနေ့ပြောမယ့်အကြောင်းအရာနှစ်ခုပါအရှိလေပိုင်းစစ်ပွဲမှာမြန်မာပြည်ကအာဏာရှင်ဦးတန်းရွှေကြောင်းဒုတိယတစ်ခုကတော့ဇော်ဝေဆိုးစကားနှစ်နဲ့စအကျွင်း3ညမယုံရဆိုတဲ့အကြောင်းဖြစ်ပါတယ်လက်ရှိမှာအရှိလေပိုင်းမှာစစ်ဖြစ်နေတဲ့အမေရိကန်နဲ့အစ္စရေးကအီရန်ကိုတပြိုင်နက်တည်းဝင်တိုက်တယ်ဒါကြောင့်မလို့24နာရီအတွင်းမှာပဲအီရန်ရဲ့ခေါင်းဆောင်ခါမီနီကြာရှုံးတယ်လို့သူ့ရဲ့သမီးသမက်မြင်းနဲ့အီရန်ကာကွယ်ရေးဝန်ကြီးပါဝင်ထိပ်ပိုင်းခေါင်းဆောင်တွေကြာရှုံးသွားတယ်လို့ကြားသိရတယ်နော်တစ်ဖက်မှာအီရန်ကလည်းလက်တော့ပြန်တဲ့အနေနဲ့နော်ဒီအင်းကြီးအနီးနားတွေမှာရှိတဲ့နိုင်ငံသီးသီးမှာရှိနေတော့အမေရိကန်ရဲ့စစ်စခန်းနော်စစ်ခြေတိုင်းစခန်း14ခုကိုတံပြန်တိုက်ခိုက်ခဲ့တယ်လို့ဒူဘိုင်းနိုင်ငံမှာရှိတဲ့ကမ္ဘာအကြီးဆုံးအမြင့်ဆုံးကမ္ဘာအမြင့်ဆုံးအဆောက်အအုံကိုလည်းထိမှန်အောင်တိုက်ခိုက်နိုင်တာတွေ့ရတယ်ဒီမေဂန်အစ္စရေးကအီရန်ကိုတပြိုင်နက်တည်းဝင်တိုက်တဲ့စစ်ရေးနဲ့ပတ်သက်လို့ရုရှားကကုလသမဂ္ဂရဲ့နိုင်ငံတကာအမှုညှိစွမ်းရေးအေဂျင်စီ IAEA ကိုအကြံပြုတိုက်တွန်းချက်အရလက်ရှိမှာနိုင်ငံတကာအမှုညှိစွမ်းရေးအေဂျင်စီ IAEA ကနေပြီးတော့အထူးအစည်းအဝေးပွဲကျင်းပလျက်ရှိတယ်ဒီအထူးအစည်းအဝေးပွဲအရေးပေါ်အစည်းအဝေးကနေပြီးတော့ဘယ်လိုဆုံးဖြတ်ချက်တွေထွက်လာမလဲဘယ်လိုသုံးသပ်ချက်တွေထွက်လာမလဲဆိုတာကိုလည်းအချိန်နဲ့တပြေးညီကျွန်မတင်ပြပေးပါမယ်ဒီညမှာအရှိလေပိုင်းစစ်ပွဲမှဒီမြန်မာပြည်ကအာဏာရှင်ဦးတန်းရွှေစီတို့ဦးတန်းရွှေလို့ပြောတာနဲ့အာဏာရှင်လို့နာမည်တက်ချတယ်ဦးတန်းရွှေလို့ပြောလိုက်တာနဲ့2008ခြေဦးဟာစစ်ကောင်းဆောင်တွေဆရာအာဏာရှင်တွေကသူတို့အလိုကျတစ်ဖက်သက်ရေးဆွဲထားတော်လို့နာမည်ဆိုးတက်ကြတယ်ဒါပေမဲ့2008ခြေဦးကိုဖတ်ဖူးလားလို့မေးရင်2008ခြေဦးကိုအစအဆုံးမပြောနဲ့အခန်း9ခန်းလောက်ထိတောင်မဖတ်ဖူးတဲ့လူကများတယ်တချို့2008ခြေဦးကောင်းပါတယ်ဆိုတဲ့လူတွေကလည်းမြင်းထိန်ငတာလို့လူတွေကများတယ်နော်မြင်းထိန်ငတာဆိုတာရောမင်းကြီးရောမင်းကြီးရေးတဲ့စာအုပ်တွေကဘလို့ကောင်းတယ်ဆိုပြီးလိုက်ပြီးတော့အမွှန်းတင်ပြီးညှိုးတာကိုရိုင်းကရောမင်းကြီးရေးတဲ့စာအုပ်ဥရုဘောဇနာကျမ်းလည်းမဖတ်ဘူးနော်မဖတ်ဘူးပဲနဲ့စာအုပ်တွေကဘလို့ကောင်းတယ်ဆိုပြီးတော့လူကြားထဲမှာလိုက်ပြီးညှိုးတော့ရောမင်းကြီးကခေါ်ပြီးတော့မေးတယ်ဟဲ့ငတာနင်ကငါ့ရဲ့စာအုပ်တွေကောင်းတယ်ပြောငါစာအုပ်နဲ့ဖတ်ဖူးရဲ့လားဆိုတော့မဖတ်ဘူးပါဘူးတဲ့အဲ့ဒီမှာရောမင်းကြီးကသူ့ငတာကိုနှုတ်ပိတ်ခါနေနဲ့နော်မုံဘိုးပေးပြီးတော့ရော့ဒီမှာမုံဘိုးယူသွားနောက်နှစ်ပါဇက်ကနေပြီးတော့ငါစာအုပ်တွေငါရေးတဲ့စာအုပ်တွေမဖတ်ဘူးပဲကောင်းတယ်လို့မပြောနဲ့ဆိုပြီးနှုတ်ပိတ်လိုက်တယ်လို့ပဲလက်ရှိအချိန်မှာလည်းပဲမြေထိန်ငတာလို့ပဲ2008ချေဦးမဖတ်ဘူးပဲနဲ့2008ချေဦးကောင်းပါတယ်ဆိုတော့မျက်စိစုံမိတ်អော်နေတဲ့လူတွေလည်းရှိတယ်ဒီနေ့မှာ2008ခြေဦးကအသက်သွေးကြောပါလေအာနာရှင်ဦးတန်းရွှေရဲ့အမျော်မြင်ကြီးမှုပါလေကျမတို့မျောဝါအထက်တွေမြင်ရပြီပုံမှ42ခါဝေးပုံမှ42ကာကြီးမြန်မာနိုင်ငံသည်မြေသည့်နိုင်ငံခြားတိုင်းပြည်ကိုမှတခြားဘယ်နိုင်ငံကိုမှစတင်ပြီးကျူးကျော်ခြင်းမပြုဘူးတိုက်ခိုက်ခြင်းမပြုဘူးပုံမှ42ခါဝေးမြမမြေပေါ်တွင်မြည်သည့်နိုင်ငံခြားစစ်စခန်းမှမြည်သည့်နိုင်ငံခြားတပ်စခန်းမှအခြေချခွင့်မပြုဆောက်လုပ်ခွင့်မပြုလက်ရှိအမေရိကန်အီရန်စစ်ပွဲအီရန်ကအင်ဒီဂျီပတ်လည်မှာရှိနေတဲ့အမေရိကန်စစ်စခန်းရှိတဲ့နိုင်ငံတိုင်းကိုပြန်ပြီးတော့တိုက်ခိုက်နေတာဒါကြောင့်မလို့အမေရိကန်စစ်စခန်းရှိတဲ့နိုင်ငံတိုင်းကလူတွေကစိုးရိမ်ထိတ်လန့်နေရတယ်ကျမတို့မြန်မာနိုင်ငံမှာလည်းပဲအမေရိကန်ကစစ်စခန်းစောက်ချင်တယ်ကိုကျုံမှာရေးတက်ထားခြင်းနဲ့ရှမ်းမြောက်ဒေသလိုကချင်ပြည်နယ်မြန်မာပြည်မြောက်ပိုင်းကချင်ပြည်နယ်အစွန်ပြားဒေသတွေမှာဒီတာဝေးပြလက်နက်ကြီးတွေထားလို့ရတဲ့လက်နက်ကြီးစခန်းဒရုန်းစခန်းတွေဒရုန်းကြီးစခန်းတွေစောက်ချင်တယ်ကိုကျုံမှာရေးတက်ရှိရင်အိန္ဒိယကိုထိန်းချုပ်နိုင်တယ်လို့ရှမ်းမြောက်ဒေသနဲ့မြန်မာပြည်မြောက်ဖြားကချင်ပြည်နယ်မှာလက်နက်ကြီးစခန်းတွေရှိရင်24နာရီအတွင်းတရုတ်ကိုသူတို့ကောင်းချေမှုန်းနိုင်တယ်။ဒါကြောင့်မလို့အမေရိကန်ရဲ့သမ္မတအဆက်ဒီကျမတို့မြန်မာမြေပေါ်မှာစစ်စခန်းဆောက်ဖို့စ조사ခဲ့ကြတယ်။လက်ပေးလက်ယူတွေအများကြီးရှိခဲ့တယ်လို့နော်ခင်ဗျားတို့ပြောခဲ့တဲ့ဦးနေဝင်းလက်ထက်ကနေဦးတန်းရွှေလက်ထက်အထိမလုံးတွေပေးပြီးတော့မြန်မာနိုင်ငံမှာစစ်စခန်းဆောက်ဖို့စ조사ခဲ့ကြတယ်။ဒီလိုမျိုးကိုယ်နိုင်ငံကိုကမ္ဘာစစ်အန်ဒီရဲ့ဆွဲမထည့်ရအောင်စစ်နုံထဲမှာမနှိရအောင်ပဲလွန်ကြစားမညက်ရအောင်အမျော်မြင်ကြီးစွာနဲ့မြန်မာနိုင်ငံမှာမြန်မာမြေပေါ်မှာဘယ်နိုင်ငံကြားစစ်စခန်းမှာစောက်ခွင့်မပြုပါဘူးဆိုပြီးပုံမှန်40နဲ့ခါခွေအတိအကျရေးဆွဲခဲ့တဲ့ဦးတန်းရွှေရဲ့အမျော်မြင်ကြီးမှုဒီနေ့မျောဝါထင်နေမြင်ရတယ်အဲ့ဒီလို
40နှစ်ခါခွေမြည်သည့်နိုင်ငံခြားစခန်းမှာအခြေထောက်ခံမပြုတ်လို့ရေးဆွဲလိုက်တဲ့အတွက်ပဲအမေရိကန်ကနေပြီးတော့သူတို့ကိုယ်စားလှယ်ကိုဆဲလွတ်တယ်နော်ကမ္ဘာအမျိုးသမီးညီလာခံမှာတက်ပြီးတော့ပြန်လာတဲ့ Marine Albright ဒေါအောင်ဆန်းစုကြည်နဲ့လာတွေ့တယ်ဒေါအောင်ဆန်းစုကြည်နဲ့တွေ့ပြီးရဲ့နောက်ရက်မှာကြာမှဒေါအောင်ဆန်းစုကြည်ဦးဆောင်တဲ့သူတို့ NLD တစ်ဖွဲ့လုံးကအမျိုးသားညီလာခံနေနှုတ်ထွက်သွားတာပထမဒီ2008ချေဦးရေးဆွဲတဲ့အခန်း1အခန်း2ထိဒေါအောင်ဆန်းစုကြည်တို့ NLD တစ်ဖွဲ့လုံးအမျိုးသားညီလာခံတက်တယ်2008ချေဦးအတူတူရေးဆွဲတယ်ပုံမှန်40နဲ့ခါခွေရေးဆွဲတဲ့အချိန်အမေရိကန်ကသူတို့ကိုယ်စားလှယ်ကိုလွှတ်ပြီးဒေါ်စုကြည်နဲ့တွေ့ပြီးတဲ့နောက်ပိုင်းရောက်မှ1995 17လပိုင်းအကုန်3ရက်တိတိမေဒေါအောင်ဆန်းစုကြည်တို့အဖွဲ့ကမျိုးသားညီလာခံမတက်တော်တဲ့အတွက်မျိုးသားညီလာခံကနှုတ်ထွက်သွားတာဖြစ်တယ်။နိုင်ငံရေးဆိုတာတိုက်ဆိုင်မှုလုံးဝမရှိဘူးဆိုတာဒါတည်းပဲ။မျက်ညံသားဆိုးတို့ဒေါက်တာမျက်ညံသားဆိုးတို့45ဦးကုမ္ပဏီကဒီ2008ချေဦးပြင်ဆင်ဖို့စ조사ခဲ့စဉ်ကာလတွေကလည်းများပြည်သူတွေကပုံမှန်59စလုံးကိုအာယုံဆိုင်နေတဲ့အချိန်မှာကျွန်မမပုတုမဟာသွေးပြောခဲ့တာကပုံမှန်59စလုံးကိုသူတို့ထိလို့မရဘူးပြင်းလို့မရဘူးဆိုတာသိတယ်နော်ညာချေကိုအယောင်ပြပြီးဘယ်ချေနဲ့ကန်းတယ်လို့ပဲ59စလုံးကိုအယောင်ပြပြီးနောက်ွယ်မှာပုံမှန်40နဲ့ခါခွေနဲ့ပုံမှန်436ကိုအဓိကအာယုံဆက်ရမယ်အဓိကအရေးကြီးပါတယ်လို့ကျွန်မပြောခဲ့ဘူးတယ်နော်2020 2019 2020ရဲ့က Facebook မှာဓာတ်ရိုက်လိုက်လွှင့်ပြီးပြောခဲ့ဘူးတဲ့ပုံမှန်59စလုံးကိုပဲမဲမနေကြပါနဲ့တစ်ဖက်မှာပုံမှန်40နဲ့ခါခွေမြန်မာနိုင်ငံအတွင်းမြည်သည့်နိုင်ငံခြားစစ်စခန်းမှာစောက်လုပ်ခွင့်မပြုဆိုတဲ့အကြောင်းအရာပုံမှန်436အရန်အရေးကြီးပါတယ်လို့ကျွန်မပြောခဲ့ဘူးပါတယ်နော်လက်ရှိချိန်မှာတော့ကဘာကြီးမှာကြီးနိုင်ငံချင်းအင်အားကြီးသူနိုင်စတဲ့ဒီမိုကရေစီရေးလူခွင့်ရေးတန်းတူညီမျှခွင့်လူသားအလုံးငြိမ်းချမ်းစွာအတူရှင်တွဲနေထိုင်ခွင့်နေဆိုတာစာရွက်ပေါ်မှာသာရှိပြီးတော့လက်တွေ့မြေပြင်မှာတော့အင်အားကြီးသူနိုင်စတဲ့ဖြစ်နေတဲ့ကမ္ဘာအင်အားကြီးနိုင်ငံတွေအချင်းချင်းအင်အားဆန်းတဲ့စစ်ပွဲတွေမှာကျမတို့မြန်မာနိုင်ငံဂျာမနီအောင်ဗမလိုက်တော့ဂျာနေဝါဒကျင်းတော်တို့လို့2008ချေဦးပါပုံမှန်40နှစ်ခါခွေးတီလည်းပဲကျမတို့မြန်မာပြည်သူတွေရဲ့အသက်သွေးကြောဖြစ်ပါတယ်ဒီနေ့ဒီ2026 3လပိုင်း1ရက်နေ့ဖြစ်ပါတယ်မတ်လ1ရက်နေ့ဖြစ်ပါတယ်2026 January နဲ့ February 1လပိုင်းနဲ့2လပိုင်းအကုန်မှာမြေပြင်မှာဘာတက္ကသိုလ်ညာတက္ကသိုလ်ဘာတင်တဲ့ကျောင်းညာတင်တဲ့ကျောင်းတွေဖွင့်လှစ်ပေးမယ်လို့ဇော်ဝေဆိုးကပြောခဲ့ဘူးတဲ့ဆိုတော့အန်နူချီကိုယုံကြည်အားပေးနေတဲ့လူတွေအနေနဲ့ဇော်ဝေဆိုးပြောခဲ့တဲ့မြေပြင်မှာဖွင့်ပေးမယ်ဆိုတဲ့တက္ကသိုလ်တွေတင်တဲ့ကျောင်းတွေဘယ်နေရာမှာရှိတယ်လဲခင်ဗျားတို့အချင်းချင်းမေးတင်တယ်2026 January February ကိုရည်မှန်းပြီးတော့ကျွန်တော်တို့တက်မွေးပညာကျောင်းတွေအဆင့်မြင့်ပညာကျောင်းတွေနောက်ဈေးနဲ့ပတ်သက်ရင်ဈေးတက္ကသိုလ်ဈေးကျောင်းတွေပေါ့နော်နောက်သူနာပြုတက္ကသိုလ်သူနာပြုကျောင်းတွေcommunity hub လူထုကျန်းမာရေးနဲ့ပတ်သက်တဲ့ကျောင်းတွေကိုကျွန်တော်တို့ခွင့်လင့်နိုင်ဖို့အတွက်စီစဉ်နေပါတယ်ဒါတွေဟာအခု2026 January February မှာစတင်ဖွင့်လှစ်နိုင်လိမ့်မယ်လို့လည်းကျွန်တော်တို့ယုံကြည်ပါတယ်ဒါမကြာမီမှာမြေပြင်ဈေးတက္ကသိုလ်မြေပြင်သူနာပြုတက္ကသိုလ်မြေပြင်ပြည်သူ့ကျန်းမာရေးတက္ကသိုလ်တွေဖွင့်လှစ်နိုင်မှာဖြစ်ပါတယ်မကြာမီမှာမြေပြင်အဆင့်မြင့်ပညာတက္ကသိုလ်တွေဘာသာရပ်ပေါင်းစုံအဆင့်မြင့်ပညာတက္ကသိုလ်တွေတက်မွေးပညာကျောင်းတွေဒေါ်လာရေးနဲ့အနာဂတ်အတွက်လိုအပ်တဲ့လူစွမ်းအားအရင်းအမြစ်တွေကိုထုတ်လုပ်ပေးနိုင်မှုကျွန်တော် NUG မြေပြင်မှာလည်းစုပေါင်းယုံလည်းရှိပါတယ်ဝင်ကြီးဒုဝင်ကြီး10ယောက်9ယောက်ကျွန်တော်တို့ယုံထိုင်နေယုံလည်းရှိပါတယ်ကျန်းမာရေးဝင်ကြီးဌာနမှာဆိုရင်အင်အား9000ကျော်ရှိတဲ့ CDN တွေနဲ့ဖွဲ့စည်းထားသလိုဒီ MOD ကာကွယ်ရေးဝန်ကြီးဌာနစီးအဖွဲ့မှာလည်းအင်အား1000နီးပါးရှိတဲ့စီးအဖွဲ့များနဲ့ဖွဲ့စည်းပြီးတော့ကျွန်တော်တို့ကျန်းမာရေးစောင့်ရှောက်မှုပေးနေတာဖြစ်ပါတယ်ဒေတာအလိုက်တွေကျွန်တော်တို့ကျန်းမာရေးစောင့်ရှောက်နိုင်တဲ့ဆေးရုံတွေဆေးကန်းတွေရှေ့တန်းဆေးရုံဆေးကန်းတွေနောက်တက်စိတ်လိုက်တက်ရင်းလိုက်စီးအဖွဲ့တွေဖွဲ့စည်းပြီးကျွန်တော်တို့စောင့်ရှောက်ပေးနေတာဖြစ်ပါတယ်